ကျေးဇူးတော်ချီးမွမ်းပါလေကျွန်တော်တို့ခရစ်စမတ်အချိန်ခါမှာနော်တကယ်ကိုဝမ်းမြောက်စရာကောင်းတဲ့အချိန်ကာလဖြစ်ပါလေအဲမှာခရစ်စမတ်ဆိုတာဘာလဲခရစ်စမတ်ဆိုတာဘာလဲဆိုတော့ခရစ်စမတ်ကဖျားနဲ့လူနဲ့ပြန်လည်ပေါင်းစည်းတဲ့အချိန်ကာလဖြစ်ပါနော် CHRIST Christ ခရစ်တော်နဲ့ plus နော် MASS mass လူဒူးနဲ့ mass ဆိုတဲ့လူဒူးနဲ့ပြန်လည်ပေါင်းစည်းတဲ့အချိန်ကာလဖြစ်ပါဘာကြောင့်လဲဆိုတော့ဖျားနဲ့လူနဲ့ကဝိကွာသွားတယ်နော်ဘယ်အချိန်နဲ့ဝိကွာသွားလဲဆိုတော့ဟိုးကဘာဦးတွေကဖန်ဆင်းစာလူသားအာရနဲ့အေဝါကဖျားသခင်ရဲ့စကားကိုနားမထောင်မဲနဲ့ကျူးလွန်လိုက်တဲ့အခါမှာလူဟာဘယ်ထဲမှာကြောက်သွားလဲဆိုတော့အပြစ်ထဲမှာကြောက်ရောက်သွားတယ်။အဲကြောင့်မို့အဲ့ဒီအပြစ်ထဲမှာကြောက်ရောက်သွားတဲ့လူသားကဘယ်သူနဲ့ဝေးကွာသွားလဲဆိုတော့အသက်ရှင်တဲ့ဖျားနဲ့ဝေးကွာသွားတယ်။အဲကြောင့်မို့ဖျားကလူနဲ့ဝေးကွာသွားတဲ့အခါမှာဖျားမနေနိုင်ဘူးနော်မနေနိုင်။အဲကြောင့်မို့ဖျားကဘာလို့ဒီလောကကြီးကိုဆင်းကြွလာလဲဆိုကျွန်တော်တို့ကိုချစ်လွန်းလို့မနေနိုင်လို့ဘာလို့လာလဲဆင်းကြွလာတာဖြစ်တယ်နော်လောကကြီးကိုဆင်းကြွလာပြီးတော့ကျွန်တော်လူသားအားလုံးမလွတ်မြောက်နိုင်တဲ့အပြစ်ကြွေးတွေအတွက်လောဝကတိုင်းမှာအသေးခံပေးတယ်၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်တပည့်တော်တွေနဲ့ရက်ပေါင်း40နေပြီးကောင်းကင်ကိုအရှင်လက်လက်တက်ကြွသွားတယ်နော်ဒါကြောင့်မို့ယေရှုခရစ်တော်ဖခင်ကိုယုံကြည်ခြင်းအပြင်ကျွန်တော်အပြစ်ကင်းပြီးတော့ဖခင်နဲ့ပြန်ပြီးတော့အတူတူနေလို့ရပါတယ်နော်ဒါကြောင့်မို့ခရစ်စမတ်ဆိုတဲ့အတိတ်ပဲကပါလဲဆိုတော့ဖခင်ကလူနဲ့အတူတူနေခြင်းလို့ဒီလောကကြီးကိုဆင်းကြွလာပြီးတော့လူစီမှာရှိတဲ့အပြစ်တွေသူဖြည့်ရှင်းပေးတယ်။ဘာနီလန်းနဲ့လဲဆိုတော့သေခြင်းဆိုတဲ့နီလန်းနဲ့။ဘာလို့အပြစ်တရားဤအခါကသေခြင်းဖြစ်တော့ကြောင်း။အဲ့ဒီလိုဖြည့်ရှင်းပေးလိုက်တဲ့အခါမှာလူကအပြစ်ကင်းသွားတယ်။အပြစ်ကင်းသွားတဲ့အတွက်ကြောင့်ဖခင်ကလူရဲ့အထဲထဲမှာလူရဲ့အထဲထဲဆိုတော့ဘယ်အထဲထဲလဲလို့မေးရင်လူရဲ့အတွင်းဝိညာဉ်ထဲမှာလာပြီးတော့နေလို့ရပါတယ်။ဒါကြောင့်မို့ခရစ်စမတ်ဆိုတဲ့အတိတ်ပဲကဖခင်နဲ့လူနဲ့ပြန်လည်ပေါင်းစည်းခြင်းဖြစ်တယ်။အပြစ်ရှိတဲ့လူသားကိုကယ်တင်ဖို့ဒီလောကကိုကြွလာတယ်ကျွန်တော်လူသားတွေရဲ့နှလုံးသားကအင်မတန်မှညဉ့်ညမ်းပါနော်နွားစကွက်မှာဝေးဖွားတယ်နွားစကွက်ဆိုတာတကယ့်ကိုညဉ့်ညမ်းသောနေရာဒါပေမဲ့ကျွန်တော်တို့ရဲ့နှလုံးသားကနွားစကွက်ထက်ညဉ့်ညမ်းတယ်ဒါပေမဲ့အဲ့ဒီနွားစကွက်ထက်ညဉ့်ညမ်းတဲ့နှလုံးသားထဲမှာဘယ်သူလာနေလဲဆိုတော့ဖခင်လာနေတယ်အယမ်းချစ်လို့ဖြစ်တယ်နော်တကယ်ဆိုကျွန်တော်တို့ကောင်းလို့မဟုတ်ပါဘူးနော်ဒါကြောင့်မို့ခရစ်စမတ်ရဲ့အတိတ်ပဲကဖခင်ကလူကိုချစ်လို့လာခဲ့ပြီးတော့လူနဲ့ဖခင်နဲ့ပြန်လဲပေါင်းစည်းခြင်းဖခင်ကတသက်လူကတသက်ဖခင်အဲ့လိုမနေခြင်းဘူးလူနဲ့အတူတူနေခြင်းတာဒါကြောင့်မို့အပြစ်ရှိတဲ့လူသားကိုကယ်ပြီးတော့လူရဲ့အထက်ထဲမှာလာနေတာဖြစ်တယ်နောက်တော့မေကွန်တစ်ခုကခရစ်စမတ်ကိုဘာလို့ကျင်းပရတာလဲအချိန်ကာလရောက်လို့ဒီဇင်ဘာလရောက်လာလို့နော်ဒါမှမဟုတ်လဲဖခင်မွေးနေ့ပေါ့နော်မွေးနေ့ဆိုပြီးတော့ဘာလို့လဲကျင်းပကြတယ်ဒီဇင်ဘာ25သခင်ရှုမွေးနေ့လို့လဲအတိအကျမရေးထားပါဘူးနော်ကျမ်းစာနဲ့ဒါတကဘာလုံးကျင်းပလို့ရအောင်နေ့တစ်ခုသတ်မှတ်လိုက်နော်သခင်ရှုရဲ့မွေးနေ့ကိုနော်မှတ်တမ်းမတင်ထားအောင်ဘာဖြစ်လို့မှတ်တမ်းမတင်ထားလဲတချို့ကလည်းပြောပါတယ်အဲ့ဒီမွေးနေ့အတိအကျပြီးမှယေရှုကိုယုံမယ်ယေရှုမွေးနေ့ပြောနေကိုမွေးနေ့တော့ကိုအတိအကျကိုမကိုသိလားမသိပါဘူးကျွန်တော်တို့မွေးတဲ့ချိန်ကျွန်တော်မွေးနေ့ကျွန်တော်အတိအကျမသိဘူးဘယ်သူပြောမှသိတာလဲကိုမိဘတွေလက်သေးတွေနော်မွေးဖွားတဲ့လူတွေပြောမှပဲကိုမွေးနေ့ကိုဘာလုပ်တာလဲပြန်သိတာဒါကြောင့်မို့မိတ်ဆွေတယောက်ရှိတယ်သူတို့ရွာဘက်မှာဘယ်သူမှမွေးနေမသိအဲ့တော့သူ့ဖေကဘာလုပ်ရလဲဆိုတော့အားလုံးကိုစုပြီးတော့ခရစ်စမတ်မှာမွေးနေ့ပွဲကျင်းပပေးလိုက်အဲ့တော့မင်းကတော့ဒီဇင်ဘာ1ရက်ယူလိုက်မင်းကတော့2ရက်ယူလိုက်တော့မင်းက3ရက်ယူလိုက်ဘာသူတို့ကဘလုံးမှမှတ်တမ်းမတင်အောင်ဒီလိုပဲလက်တင်နဲ့ပဲမွေးတော့ဘယ်နေ့ဘာတွေပြက်ကလေးတွေလည်းမကြည့်ရွာမှာဆိုတော့သူ့ဖေကအားလုံးကိုမွေးနေ့သတ်မှတ်ပေးလိုက်ရတယ်ကဲဒါဆိုဘယ်လိုလုပ်မလဲမွေးနေ့ကိုသိမှအဲ့ဒီလူရှိတယ်ဆိုတာကိုယုံမယ်ဆိုရင်ဒီလူတွေတယောက်မှမွေးနေ့မသိပါတချို့လဲမွေးနေ့မသိဘဲနဲ့ဒီနေ့ထိအသက်ရှင်နေသူတွေရှိပါဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားကဘာလို့သူ့မွေးနေ့ကိုမှတ်တမ်းသေချာမတင်ခဲ့ရတာလဲအကယ်၍သာယေရှုရဲ့မွေးနေ့ကနော်မှတ်တမ်းအသေးချာခုနှစ်တက္ကရာလက်နော်လရက်အတိအကျရှိမယ်ဆိုရင်ဘာဖြစ်မှန်းထင်လူတွေကအဲ့ဒီရက်ကိုပဲကိုးကွယ်တော့ဖျားကိုမကိုးကွယ်တော့ဒါကြောင့်ဖျားသခင်အဲ့ဒီရက်ကိုဘာလုပ်လိုက်လဲဖျောက်ပလိုက်နော်ဖျောက်ပလိုက်ဒါကြောင့်မို့လူတွေကဆွဲမှာဆိုလို့လူတွေရဲ့ဆွဲလန်းမှုကအရန်ထူးဆန်းတယ်ဖျားကိုမဆွဲလန်းဘူးကျန်တဲ့ရအကုန်ဆွဲလန်းတယ်ပတ်စံကိုဆွဲလန်းတယ်လောကကိုဆွဲလန်းတယ်ကိုမိသားစုကိုဆွဲလန်းတယ်ရုပ်ဝတ္ထုပစ္စည်းတွေကိုဆွဲလန်းတယ်အိမ်ကိုဆွဲလန်းတယ်ကားကိုဆွဲလန်းတယ်
အသုံးဆောင်ပစ္စည်းတွေကိုဆွဲလန်းတယ်ဒါပေမဲ့ဖယားကိုကြတော့ဘာမလုပ်လဲမဆွဲလန်းအဲ့ဒါပြဿနာပဲဒါကြောင့်ဖယားသခင်အဲ့ဒီမွေးနေ့ကိုဖျောက်လိုက်တယ်ဒါကြောင့်မို့ခရစ်စမတ်ဘာကြောင့်ကျင်းပရလဲခရစ်စမတ်ကျင်းပရတယ်ဆိုတော့အတိတ်ပဲကကျွန်တော်လိုက်မေးကြည့်တယ်နော်ခရစ်စမတ်ဘာကြောင့်ကျင်းပရလဲတချို့ကလည်းလက်ဆောင်ရလို့ဆရာတဲ့နော်လက်ဆောင်လို့ရတချို့ကလည်းစားရလို့ဆရာတဲ့အစားတော့စားလို့တချို့ကလည်းမဟုတ်ဘူးပွဲဖို့ဆရာရဲ့တဲ့ပွဲလန်းသပင်တဲ့ဩဒါပေမဲ့အများစုကဘာဖြစ်လဲဆိုခရစ်စမတ်ဘာကြောင့်ကျင်းပရလဲပျော်လို့တဲ့ဩအေးအဲ့ဒါလည်းဟုတ်တာပဲနော်ခရစ်စမတ်ဘာကြောင့်ကျင်းပရဆိုပျော်လို့ပျော်လို့အများစုဖြေအဲ့ဖြေထွက်ပျော်လို့ဒါပေမဲ့2020ခုနှစ်ကခရစ်စမတ်ကိုပြန်သတိရကြည့်ပါဦးအဲ့အချိန်အကြီးကျယ်ကိုဗစ်ဖြစ်နေတယ်အချိန်ခရစ်စမတ်ကျင်းပရတာပျော်လို့ဆိုတာတယောက်မှမရှိဘူးအဲ့အချိန်မှာအားလုံးမိသားစုထဲမှာသေကြတယ်ယောဂါတွေဖြစ်ကြတယ်အလုပ်တွေမရှိတော့ဘူးအလုပ်သွားလို့မရတော့2020ခရစ်စမတ်ကိုပြန်သတိရလိုက်ဟာမပျော်စရာမကောင်းတဲ့ခရစ်စမတ်နော်ပျော်ရွှင်မှုဆိုတာဘယ်ပေါ်မှာသွားမှုတည်လဲဆိုအခြေအနေပေါ်မှာသွားမှုတည်အခြေအနေကအဆင်ပြေရင်လာစာလေးလည်းကောင်းမယ်အလုပ်လေးလည်းကောင်းမယ်စားစရာလည်းရှိမယ်နေစရာအိမ်လည်းရှိမယ်ဟာအဲ့ဒါဆိုရင်တော့ပျော်တာပေါ့ဒါပေမဲ့အခြေအနေကအဆင်မပြေတော့လာစာလည်းမကောင်းတော့ဝင်ငွေလည်းမကောင်းတော့ယောဂလည်းရှိနေဟာအဲ့ဒါဆိုဘာဖြစ်တော့လဲမပျော်တော့ဒါကြောင့်မို့ပျော်ရွှင်ခြင်းဆိုတာကအခြေအနေပေါ်မှာမူတည်တယ်အင်္ဂလိပ်စကား happy ဆိုတဲ့စကား happen ဆိုတဲ့အဖြစ်ပြက်ပေါ်မှာသွားမူတည်တယ်သူကနှစ်ခုကဆက်နွယ်နေတယ်ပျော်ရွှင်ခြင်းသည်တချို့ကအစားအစာကြိုက်တယ်အစားကောင်းကောင်းစားရင်ပါလေပျော်နေရောသူ့မှာဘာမှရွှေမရှိလဲရတယ်နော်ကားမရှိလဲရတယ်တော့ပတ်စံမရှိလဲရတယ်သူကအစားကောင်းကောင်းရှိရင်ရပြီအစားကောင်းစားနေဘာလို့နေရောလဲပျော်နေရောတချို့ကကြတော့မဟုတ်ဘူးပတ်စံရှိရင်လေသူ့မှာပျော်နေရောနေ့တိုင်းဝင်ဘာလို့လဲပျော်နေရောတချို့ကပတ်စံလည်းမတက်မဟုတ်အစားတော့လည်းမတက်မဟုတ်ဒါပေမဲ့ကိုယ့်ကိုသူများတွေချီးမွမ်းတာကိုတတ်မှတ်ကိုယ့်ကိုသူများတွေလေးစားတာကိုတတ်မှတ်သူများတွေကိုယ်လေးစားတယ်သူများတွေကိုယ်ချီးမွမ်းနေပျော်နေရောတော့ပတ်စံလည်းမတက်မဟုတ်သူကယာဒူးအာနာကိုဘာလို့လဲတတ်မှတ်တဲ့လူရှိတယ်ဒါကြောင့်မို့လူကကိုတတ်မှတ်တဲ့အရာတစ်ခုနော်ကိုနှစ်သက်တဲ့အရာတစ်ခုကိုလှုပ်ဆောင်ရတဲ့အခါမှာရရှိတဲ့အခါမှာပျော်ရွှင်တယ်ဒါပေမဲ့အဲ့ဒါတွေမရှိတော့တဲ့အခါမှာလူကမပျော်တော့ဘူးပတ်စံမရှိရင်ပတ်စံကြိုက်တဲ့သူကမပျော်တော့စားစရာမရှိရင်စားစရာကြိုက်တဲ့သူကမပျော်ကိုယ်သူများတွေမချီးမွမ်းတော့ဆိုအဲ့ချီးမွမ်းခြင်းကိုခံကျင်တဲ့သူကမပျော်တော့ဒါပေမဲ့ဝမ်းမြောက်ခြင်းဆိုတဲ့ joy ဆိုတဲ့အရာကတော့အဲ့ဒီလိုမဟုတ်ဘူးဝမ်းမြောက်ခြင်းဆိုတော့ဘယ်သူနဲ့ဆိုင်လဲဆိုတော့ဖခင်နဲ့ဆိုင်တယ်ဒါကြောင့်မို့လောကဝမ်းမြောက်ဖခင်ကြွလာလောကသားတွေဝမ်းမြောက်ဖို့အတွက်ဖခင်ကြွဒါခရစ်စမတ်ဘာကြောင့်ကျင်းပရလဲပျော်လို့မဟုတ်ပါဘူးဒီအချိန်ကာလမှာတချို့မိသားစုတွေအိမ်နေမရှိတော့ကျွန်တော်မြန်မာနိုင်ငံမှာပဲတချို့မြို့တွေကနေလို့မရအောင်ထွက်ပြေးတိမ်းရှောင်အောင်တချို့တွေကကိုယ်နေရက်တွေစွန့်သွားတချို့အိမ်နေမရှိတော့ကဲပျော်လို့ကျင်းပဆိုပျော်နိုင်တဲ့သူကတော့ဟုတ်တာပေါ့အိမ်ရှိတဲ့သူကဟုတ်အိမ်မရှိတဲ့သူဘယ်လိုသွားလုပ်မလဲမိသားစုတွေတကွဲတပြားဖြစ်သွားပြီတချို့ဆိုသေကုန်ပြီမိသားစုတွေဟာဘယ်လိုသွားလုပ်မလဲဒါကြောင့်မို့ပျော်ရွှင်ခြင်းဟာအခြေအနေနဲ့ဆိုင်တယ်ဝမ်းမြောက်ခြင်းဟာအခြေအနေနဲ့မဆိုင်ဝမ်းမြောက်ခြင်းဟာဘာနဲ့ဆိုင်လဲယေရှုနဲ့ဆိုင်တယ်ဖခင်ရှိခြင်းနဲ့ဆိုင်တယ်ဒါကြောင့်မို့လောကဝမ်းမြောက်ဖခင်ကြွလာကျွန်တော်လောကအသားအားလုံးဝမ်းမြောက်ဖို့ဖခင်ကကြွလာတယ်အဲ့ဒီဖခင်ကိုသင်ရရင်လေသင်ပတ်စံရှိလဲဝမ်းမြောက်တယ်မရှိလဲဝမ်းမြောက်တယ်ကျမ်းမာလဲဝမ်းမြောက်တယ်မကျမ်းမာလဲဝမ်းမြောက်တယ်အချင်းလေးအစဉ်ပြေလဲဝမ်းမြောက်တယ်အစဉ်မပြေလဲဝမ်းမြောက်တယ်ဒါကြောင့်ခရစ်စမတ်ပွဲဘာလို့ကျင်းပရလဲဝမ်းမြောက်သောကြောင့်ဖြစ်တယ်ဘာကြောင့်ဝမ်းမြောက်တာလဲအပြည့်ကြောင့်ငရဲသွားရမယ်လူသားအားလုံးကိုကယ်တင်ဖို့ဖခင်ကြွလာတယ်အဲ့ဒီအပြစ်ကနေလွတ်အောင်လောကတိုင်းမှာအသေးခံပေးတယ်သေခြင်းတရားကိုမလွန်ဆန်မအောင်မြင်နိုင်တဲ့လူသားအားလုံးအတွက်၃ရက်မြောက်သောနေ့မှာသေခြင်းတရားကိုလွန်ဆန်အောင်မြင်ခဲ့တယ်အဲ့ဒီယေရှုခရစ်တော်ဘုရားကိုယုံရင်တက်မလွန်မှာအပင်ငယ်သွားစရာမလိုတော့ထာဝရဒုက္ခချမ်းသာကိုဝင်စားမှာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီအပြစ်ကနေလွတ်သောကြောင့်ဝမ်းမြောက်သောစိတ်နဲ့ခရစ်စမတ်ပွဲကိုဘာလို့ကြခြင်းဖြစ်လဲကျင်းပရခြင်းဖြစ်တယ်ဒါကြောင့်မို့ခရစ်စမတ်ပွဲဘာလို့ကျင်းပရလဲဆိုတော့ဝမ်းမြောက်လို့ဖြစ်ရမယ်ဘာလို့ဝမ်းမြောက်တာလဲအပြစ်ကနေလွတ်လို့လူသားအားလုံးလူဆိုတဲ့လူသားအားလုံးလောကမှာနေတဲ့ခါမှာအိုရတယ်နာရတယ်သိရနော်ဒါဘယ်သူမှလွန်ဆန်လို့မရအောင်အိုနာသိခြင်းကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့နှုတ်ပြိုလာတဖြည်းဖြည်းနဲ့အိုမင်းလာတဖြည်းဖြည်းနဲ့ happy birthday ဆိုတာတတိယလိုက်တဖြည်းဖြည်းနဲ့ဘာလို့လာပြီလဲအိုမင်းလာပြီတဖြည်းဖြည်းနဲ့အိုမင်းလာဒါမှမဟုတ်ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ဆုတ်ယုတ်သွားတာဘလို့မှထိန်းလို့မရအောင်သင်ကျမ်းမအောင်နေလဲတနေ့သိမှာပဲသင်ရဲ့ဘဝတရမှာဘာယောဂမှမရှိလဲတနေ့ဘာလုပ်မှာလဲသိမှာပဲသင်ဘလောက်ချမ်းသာလဲတနေ့သိမှာသင်ဘလောက်ပညာတတ်လဲတနေ့သိမှာပဲဒါကြောင့်လောကမှာအဓိပ္ပာယ်ရှိသောအသက်တာမသိခင်မှာအဓိပ္ပာယ်ရှိသောအသက်တာနဲ့အသက်ရှင်တတ်ဖို့အင်မတန်အရေးကြီးတယ်ဒါကြောင့်မို့လူကို
အဲ့ဒီဒုက္ခဆင်းရဲခြင်းတွေဘယ်ကနေစလဲပင်မဆင်းရဲခြင်းတွေလောကမှာနေတဲ့ခါမှာအိုနာသေးခြင်းအဲ့ဒီဆင်းရဲခြင်းတွေဘယ်ကစလဲကျမ်းစာကိုကြည့်တဲ့ခါမှာကဘာဦးကစတယ်ကဘာဦးကျမ်းခန်းကြီး3မှာအာရနဲ့အေဝါအပြစ်လုပ်တဲ့အခါမှာအဲ့ဒီပင်မခြင်းစဖခင်ကကြိမ်လိုက်တယ်နံပါတ်1ဘယ်သူ့ကြိမ်လဲဆိုတော့မွေကိုကြိမ်တယ်စာရမဏေကမွေထဲမှာဝင်ပြီးတော့လူယောက်ျားနဲ့လူမိန်းမကိုလှည့်ပြားသွေးဆောင်ဒါကြောင့်မို့မွေသည်ကြံ့ရပါဘယ်သူအကြိမ်ခံရလဲဆိုတော့မွေအကြိမ်ခံရမင်းဟာတဲ့တစ်သက်လုံးဝမ်းနဲ့သွားပြီးတော့မြေမုံကိုတစ်သက်လုံးဘာလုပ်ရမလဲစားရမယ်ဒါဆိုငကိုကမွေကဘိုက်နဲ့သွားတာမဟုတ်။ तू ကလက်တွေ6လောက်တွေရှိတယ်ဆိုတဲ့သဘောသွားတက်ရောက်နော်။တချို့ကြောက်ဖြစ်ရုပ်ကျွင်းတွေမှာရှေးဦးမွေတွေကိုကြည့်တဲ့အခါမှာအဲ့ဒီမွေတွေက6လောက်တွေလက်တွေရှိတယ်။ဒါပေမဲ့အခုတော့ဘာလို့သွားမလဲဆိုတော့မင်းဘိုက်နဲ့ပဲသွားရမယ်တဲ့။တစ်သက်လုံးဘာကိုပဲစားရမလဲ။မြေမုံကိုပဲစား။ဒါကြောင့်မွေကရှာလေးထုတ်ပြီးတော့မြေမုံကိုအမြဲတမ်းစားတယ်ဆိုတော့တွေ့ရ။ပြီးတဲ့အခါမှာအဲ့ဒီမွေကိုပွားခြင်းသင်နဲ့မိန်းမကို၎င်းသင်၏အမျိုးနွယ်နဲ့မိန်းမအမျိုးနွယ်ကို၎င်းငါသည်ရန်ညိုးဖွဲ့စေမယ်သူသည်သင်၏ခေါင်းကိုကြိတ်လိမ့်မည်သင်သည်လည်းသူ၏ဖနှောက်ကိုကြိတ်လိမ့်မည်ဟုမိန့်တော်ဒါကြောင့်မွေမြင်လေမနေနိုင်ဘူးဗျတက်ချင်စိတ်ကပေါ့နော်မွေမြင်ဘာဖြစ်မှန်းမသိနော်တက်ချင်ဒါအပြင်မွေပဲရှိတယ်ဒါပေမဲ့စာရမဏတ်နော်ဒီဝိညာဉ်ရေးအဓိပ္ပာယ်ကသင်၏အမျိုးနွယ်နော်သင်နဲ့မိန်းမကို၎င်းသင်၏အမျိုးနွယ်နဲ့မိန်းမအမျိုးနွယ်ကို၎င်းငါရန်ညိုးဖွဲ့စေမယ်ဒီမှာပြောတဲ့ကျမ်းစကားကပ္ပဦး35မှာသင်၏အမျိုးနွယ်နော်ဘသူရဲ့အမျိုးနွယ်လဲမိန်းမရဲ့အမျိုးနွယ်လူဆိုတဲ့လူသားတိုင်းကအမိဝမ်းတွေကမွေးဖွားလာတယ်ဒါပေမဲ့မိန်းမတယောက်တည်းမွေးလို့မရအောင်အမျိုးသမီးနဲ့ယောက်ျားနဲ့မိထုံတောင်ဝါဒပြုတ်ပြီးမှဘာလုပ်လို့ရမွေးလို့ရအမျိုးသမီးရဲ့တုပ်ပိုးနဲ့ယောက်ျားရဲ့တုပ်ပိုးနဲ့ဒီနှစ်ခုဖြစ်တော့မှတတိတည်ပြီးတော့မှမွေးလို့ရဒီမှာပြောတာကမိန်းမအမျိုးနွယ်ယောက်ျားမပါယောက်ျားမပါဘူးဆိုတာအဖေမပေါ်ပဲမွေးတဲ့အဲ့ဒါမျိုးပြောတာမဟုတ်တော့အဖေမပါဘဲနဲ့မွေးတာအဲ့တော့ဘယ်ကိုညီညွှန်းနေလဲဟိုးမွေးလာမဲ့အပြိုကညာဝမ်းကနေမွေးမဲ့ယေရှုခရစ်တော်ဘုရားကိုဘာလုပ်နေလဲညီညွှန်းနေတယ်တခင်ယေရှုခရစ်တော်ဘုရားမွေးတဲ့အခါမှာထိမ်းများဆောင်နှင်းပြီးသွားပြီမေတော်မာရိယာဘယ်သူနဲ့လဲဆိုတော့ယောသတ်နဲ့ဒါပေမဲ့အတူတူမနေရသေးဘူးအတူတူနေမရမမြောက်သေးဘူးပေါ့ထိမ်းများတော့ဆောင်နှင်းပြီးသွားပြီသူတို့ဘယ်လိုခေါ်လဲဇနိခင်မောမခေါ်တယ်ဂျူးတွေရဲ့မြင်္ဂလာဆောင်တဲ့ပုံစံကျွန်တော်တို့ဒီဘက်မြင်္ဂလာဆောင်တဲ့ပုံစံနဲ့မတူဘူးသူတို့ကထိမ်းများဆောင်နှင်းလိုက်တယ်ထိမ်းများဆောင်နှင်းလိုက်တဲ့ခါမှာသူတို့နှစ်ယောက်ကိုဇနီးခင်မွန်းဖြစ်တတ်မှတ်လိုက်တယ်ဒါပေမဲ့သူတို့ကမြင်္ဂလာဆောင်ပွဲကျင်းပပြီးတော့မှဘာလုပ်ရလဲဆိုတော့အတူတူနေရသူကနှစ်ဆင့်သွားဒီဘက်ခင်းနဲ့အနားလဲလွယ်အောင်ပြောမယ်ဆိုစိတ်ဆက်တာပေါ့အရင်ဆုံးစိတ်ဆက်တယ်ပြီးတော့မှကျွန်တော်မြင်္ဂလာဆောင်ဒါပေမဲ့ဂျူးတွေကြတော့စိတ်ဆက်တယ်ဆိုတဲ့စကားလုံးမသုံးသူကထိမ်းများဆောင်နေတဲ့ဆိုတဲ့စကားလုံးပဲသုံးတယ်ထိမ်းများဆောင်နေပြီးတော့မှသူကဘာလုပ်ရဆိုမြင်္ဂလာဆောင်ပွဲကိုကျင်းပရဒါကြောင့်မို့သခင်ရှုခရစ်တော်ဘုရားကအဲ့ဒီဂျူးတွေရဲ့မြင်္ဂလာဆောင်တဲ့ပုံစံနဲ့ယုံကြည်သူဘုရားသားသမီးကိုနော်ကျွန်တော်အသင်းတော်ယုံကြည်သူတွေကိုဘုရားသခင်ကဘယ်လိုခေါ်ဆိုတဒိုးသမီးလို့ခေါ်ကျွန်တော်တို့ကဘယ်သူနဲ့မြင်္ဂလာဆောင်ထားလဲတဒိုးသားတည်းဟူသောခရစ်တော်နဲ့မြင်္ဂလာဆောင်ထားတယ်ဒါကြောင့်မို့တန်ရှင်သောဝိညာဉ်တော်ရဲ့တစိတ်ခတ်ခြင်းကိုခံရဘယ်သူပိုင်လဲကျွန်တော်ဘုရားသခင်ပိုင်ဒါကြောင့်မို့ရှင်မသက်ခရစ်ဝင်ခန်း25မှာနော်ကျွန်တော်အားလုံးသိပါလိမ့်မယ်တဒိုးသမီးဘယ်နှယောက်ရှိလဲဆိုတော့10ယောက်ရှိတယ်နော်9ယောက်ကပညာရှိတဒိုးသမီး9ယောက်ကမိုက်တော်တဒိုးသမီးတော့ထိမ်းများစောင့်နှင်းပြီးသွားပြီနော်ထိမ်းများစောင့်နှင်းပြီးတဲ့အခါမှာဘယ်လိုပဲသုံးလဲတဒိုးသမီးလိုပဲသုံးဒါပေမဲ့မြင်္ဂလာဆောင်ပွဲတော့ဘာမလုပ်ရသေးဘူးလေမကျင်းပရသေးဘူးဒါပေမဲ့သခင်ရှုကပြောတယ်ငါအဖကြီးအိမ်မှာတဲ့နေစရာအခန်းများရှိတယ်တဲ့သို့မဟုတ်လေမဟုတ်ကြောင်သင်တို့ဟာငါမပြောဘဲမနေတဲ့သင်တို့နေစရာရက်ကိုငါဘာလုပ်မလဲသွားပြင်ဆင်မယ်တဲ့သူကဂျူးတွေရဲ့မြင်္ဂလာဆောင်ပွဲကထိမ်းများဆောင်နှင်းပြီးတဲ့အခါမှာမြင်္ဂလာဆောင်ပွဲမကျင်းပခင်မှာအမျိုးသားကအိမ်သွားပြန်ဆောက်ရပြီးတော့မှအဲ့ဒီအိမ်ပြီးတော့မှသူတို့သမီးကိုပြန်လာခေါ်ရတယ်အဲ့ဒီနေ့ကျမှမြင်္ဂလာဆောင်ပွဲကိုကျင်းပပြီးတော့သူတို့ကအဲ့ဒီအိမ်မှာအတူနေရဒါမှမဟုတ်သခင်ရှုကလည်းဂျူးတွေရဲ့မြင်္ဂလာဆောင်ပွဲတိုင်းငါအိမ်သွားပြင်မယ်တဲ့ကောင်းကင်နိုင်ငံမှာပြီးရင်ငါဘာလုပ်မလဲတဖန်ပြန်လာပြီးမှဒါခြေဆောင်ခြင်းတဖန်ပြန်လာပြီးမှငါရှိရရက်နိုင်သင်တို့ကိုရှိစေခြင်းကအခုယေရှုခရစ်တော်ဘုရားကကျွန်တော်တို့ရှိတဲ့နေရာမှာလိုက်ရှိရတာဘာအားဖြင့်လဲတန်ရှင်သောဝိညာဉ်တော်အားဖြင့်ဒါပေမဲ့ခြေဆောင်ခြင်းကာလမှာကျတော့ငါရှိတဲ့နေရာမှာမင်းတို့ဘာလုပ်စေမလဲရှိစေမယ်တဲ့ငါထံတို့ဘာလုပ်မလဲသိမ်းဆဲမယ်အဲ့ဒါမှကောင်းကင်နိုင်ငံမှာသိုးတငယ်
မြင်္ဂလာဆောင်ပွဲဆိုအဲ့ကြမှာမြင်္ဂလာဆောင်ပွဲကိုဘာလို့ရမှာလဲကျင်းပါမှာလောကမှာနေတဲ့ချိန်မှာကျွန်တော်တို့ကခရစ်တော်ရဲ့သတို့သမီးထိမ်းများဆောင်နေပြီးသွားပြီဒါပေမဲ့မြင်္ဂလာဆောင်ပွဲတော့ဘာမလုပ်ရသေးဘူးလေမကျင်းပါယောသနဲ့မာရိလည်းအဲ့ဒီတိုင်းပဲထိမ်းများဆောင်နေပြီးသွားဒါမြင်္ဂလာဆောင်ပွဲကျင်းပါပြီမှာအတူတူနေရမှာအဲ့ဒီအချိန်ကာလမရောက်ခင်မှာတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ယောသနဲ့ထိမ်းများဆောင်နေပြီးတော့မာရိအပြုကညာမာရိစီမှာပရိသေတွေဆွဲတယ်ဒါကြောင့်မို့သခင်ယေရှုကဘသူရဲ့ဝမ်းကိုငှားလိုက်တာလဲဆိုတော့မာရိရဲ့ဝမ်းကိုငှားလိုက်တာတနည်းအားဖြင့်အမျိုးသားမပါဘူးဒါကြောင့်မို့ဘာအမျိုးနွယ်လို့ပြောလဲမိန်းမရဲ့အမျိုးနွယ်လို့ပြောတာမေတော်မာရိဝမ်းထဲကနေသူကအာဟာရကိုပဲသုံးဆောင်တာလူရဲ့ဇာတိကိုခံယူဖို့ရန်အတွက်ဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားသည်တန်ရှင်းသောဝိညာဉ်တော်အပြင်မွေးလာတဲ့အတွက်ကြောင့်သူ့ရဲ့သွေးဟာကျွန်တော်အပြစ်ကိုမလုပ်စေနဲ့လွတ်စေတယ်အဘယ်အပြစ်မှမရှိအညစ်အကြေးနဲ့ကင်းစင်သောဖျားသခင်ရဲ့သိုးတငယ်ရဲ့အသွေးလို့ခေါ်ပြတယ်အဲ့ဒီအသွေးတော်အပြင်ကျွန်တော်ကအပြစ်ကနေလွတ်စေတာဖြစ်တယ်ဒါကြောင့်မို့သခင်ရှုခရစ်တော်ဘုရားသည်လောကကိုလာတဲ့ချိန်မှာအငှားကြီးပဲသူသုံးဆွဲတယ်သူအပိုင်ဘာတစ်ခုမှမယူဘာအောင်ငှားလဲဆိုတော့မေတော်မာရိရဲ့ဝမ်းကိုငှားတယ်ပြီးတဲ့အခါမှာဘာအောင်ငှားလဲတရားဟောဖို့လို့ရင်ပေတရုရဲ့လေကိုငှားတယ်အိတ်ဖို့လို့ရင်မေတော်မာရိတို့အိမ်မှာသွားမာသမာရိတို့အိမ်မှာသွားအိတ်တယ်တခါတရံမှာဇက်ကဲမင်းအိမ်မှာငါတဲမယ်ဒါမို့ယေရှုကလောကမှာလာတဲ့ခါမှာနေရမရအောင်ဧည့်သည်တေးစရာဇီးရဲ၌သူတို့နေစရာမရှိတော့ကြောင်းသူငယ်ကိုအဝတ်နဲ့ပတ်၍နွားစခွက်၌တိတ်ထားတယ်ဧည့်သည်တေးစရာရက်မှာသူတို့နေစရာမရှိဘူးသခင်ရှုမှာလောကကြီးကမွေးဖို့နေရာမရှိဘူးမွေးဖို့နေရာမရှိဘူးအသက်ရှင်တော့ရောမြေခွေးမှာတဲ့တွင်းရှိတယ်တဲ့ငှက်မှာအသက်ရှိတယ်လူသားဆိုတဲ့ငါမှာခေါင်းချစရာနေရာအသက်ရှင်တဲ့အခါမှာလဲသူနေထိုင်တဲ့နေရာအတိတကျမရှိပါဘူးကြုံကလေးပဲတခါတရံလှေပေါ်မှာလဲအိတ်လိုက်တာပဲမှုန်တိုင်းတောင်ဖြစ်နေသေးတယ်လှေပေါ်မှာသူဘာလုပ်နေလဲအိတ်နေတယ်ဆိုကျွန်တော်ကြမ်းပိုက်ကျွန်တော်တွေ့ပါလိမ့်မယ်တခါတရံဘိုက်စားတဲ့အခါမှာသင်္ဘောသပန်းတွေတွေ့တော့ဘာလုပ်လဲသင်္ဘောသပန်းတွေကိုခူးစားဖို့ယေရှုသွားတယ်ဒါပေမဲ့အသီးမတွေ့အိတ်ကြမ်းပိုက်တွေကျွန်တော်တွေ့ပါလိမ့်သူကဆိုင်လဲစားသလိုဟိုဘာမှလောကကြီးမှာအတိတကျသူမနေခဲ့ဘူးမြေခွေးမှာတွင်းရှိတဲ့ငှက်ဆိုတဲ့တလိမ့်ဆန်မှာတော့မှအတိုက်ရှိတယ်လူသားဆိုတဲ့ငါမှာခေါင်းချစရာနေရာမရှိဘူးတော့မွေးလာတော့လည်းနေရာမရှိဘူးအသက်ရှင်တော့လည်းနေရာမမေရမရှိသေတော့သင်္ချိုင်းမရှိဘူးဂျူးလူမျိုးတွေကသင်္ချိုင်းဂူကြီးတစ်ခုကိုဝယ်ထားတယ်ပြီးတဲ့ခါမှာအဖိုးလည်းအဲ့ဒါမှာပဲအဖွားလည်းအဲ့ဒါမှာပဲသူ့ရဲ့အမေဖေတွေလည်းအဲ့ဒါမှာပဲဒါကြောင့်မို့ကျမ်းစာထဲမှာကျွန်တော်တို့ဖတ်ရင်တွေ့လိမ့်မယ်ဘိုးဘေးတို့စုဝေးရအရက်ဆိုတဲ့ဟာအဲ့ဒါဘာကိုပြောတာလဲဘိုးဘေးတို့စုဝေးရအရက်ဆိုတာငရဲကိုပြောတာမဟုတ်သင်္ချိုင်းကုန်းကိုပြောတာဘိုးဘေးတွေအဲ့ဒါမှာဘာလို့လဲသွားစုဝေးတယ်ကိုယ်ပိုင်သင်္ချိုင်းရှိတယ်ဂျူးတွေမှာဒါပေမဲ့ယေရှုသည်လက်သမားသားဖြစ်တယ်နော်တာမန်ဘဝနဲ့ပဲနေတဲ့ခါမှာကိုယ်ပိုင်သင်္ချိုင်းမရှိတဲ့မို့သေတဲ့ခါမှာသင်္ချိုင်းမရှိတဲ့ခါမှာအရိမဿဲမြို့သားယောသက်ကယေရှုရဲ့အလောင်းကိုသူ့ရဲ့သင်္ချိုင်းမှာတကြိုဖို့အခွင့်ပေးလိုက်ဒါပေမဲ့ဒါလည်းခဏပါပဲ၃ရက်မြောက်သောနေ့မှာအဲ့ဒီသင်္ချိုင်းကူမှာဘာမရှိတော့ဘူးလေယေရှုရဲ့အလောင်းသင်္ချိုင်းလည်းခဏဧည့်သည်ပဲဒါမို့လောကမှာလာတဲ့ခါမှာကျွန်တော်ကြည့်တော့ယေရှုကမွေးဖို့နေရာမရှိဘူးဧည့်သည်တဲစရာရက်မှာသူတို့နေစရာမရှိဘူးနွားစခွက်မှာတိတ်ထားတယ်နေတော့လည်းနေရာအတီးတကြားမရှိဘူးသေတော့လည်းသင်္ချိုင်းမရှိဒါဆိုယေရှုကလောကကြီးမှာသူနေဖို့အတွက်ဒီလောကကြီးမှာအတီးတကြားနေဖို့အတွက်လာတာမဟုတ်ဘူးသခင်ရှုနေကျင်တာဘာမှလဲသလားသင်ရဲ့နှလုံးသားထဲမှာဖြစ်တယ်ယေရှုနေကျင်တာသင်ရဲ့အတွင်းဝိညာဉ်ထဲမှာနေကျင်တာဖြစ်တယ်နွားစခွက်ထက်ညဉ့်ညမ်းပါတယ်ကျွန်တော်တို့ရဲ့နှလုံးသားဒါပေမဲ့ဖခင်သခင်နေကျင်တယ်ဘာဖြစ်လို့လဲဆိုတော့လူကိုအယမ်းချစ်လို့ဖြစ်တယ်ဖခင်သခင်ကဒါကြောင့်မို့ခရစ်မတ်ဆိုတာလူနဲ့ဖခင်နဲ့ပေါင်းစည်းဖို့အတွက်ဖခင်ကဒီလောက်ညဉ့်ညမ်းတဲ့လောကကြီးကိုကြွလာသင်ကိုအယမ်းချစ်လို့ဖြစ်တယ်ဒါကြောင့်မို့သင်စီမှာနေလို့ရဖို့အတွက်သင်နဲ့ကျွန်တော်အပြစ်တော့လဝါကတိုင်းမှာအသေးခံတယ်၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်အဲ့ဒီခါမှာဖခင်ကကျွန်တော်နဲ့အတူတူနေလို့ရသွားတယ်အီမာနွေလာငါတို့နဲ့အတူရှိတော်မူသောဖခင်သခင်ဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီဖခင်အတူရှိတဲ့ခါမှာကျွန်တော်ဘဝကြီးပြည့်စုံသွားကဘာဦးမှာအာရနဲ့အေဝါအပြစ်လုပ်မိတဲ့ခါမှာမွေကိုကျိန်တယ်ပြီးတဲ့ခါမှာမိန်းမကိုကျိန်တယ်ပင်ပန်းစွာတာဖွာခြင်းဝေဒနာကိုခံရမယ်အဲ့ဒီမှာစကလုံးတစ်လုံးနဲ့ဘာစကလုံးဆိုပင်ပန်းစွာပင်ပန်းခြင်းအမျိုးသားကဘာပြောလဲတစ်သက်လုံးပင်ပန်းစွာအစာစားရမယ်ပင်ပန်းခြင်းတော့အမျိုးသမီးလည်းပင်ပန်းမယ်အမျိုးသားလည်းပင်ပန်းမယ်နောက်ဆုံးတစ်ခုဘာပြောလဲကဘာဦးခန်းကြီး3အပိုက်ငယ်18မှာစူးပင်အမျိုးမျိုးတို့ကိုလည်းသင်ဖို့မြေပေါက်စေမယ်စူးပင်အမျိုးမျိုးဘာလို့စေမယ်မြေကြီးတွေကနေပေါက်စေမယ်ဒါအောင်ကြည့်ခြင်းအပြင်ဘုရားသခင်ဖန်ဆင်းတော့စူးပင်မပေါက်အပြစ်ထဲမှာကြဆင်းပြီးနောက်ပိုင်းမှာဘုရားကဘာပေါက်စေတာလဲမြေကြီးတွေကစူးပင်တွေပေါက်စေတာ
Eddie Subin ye a day bega, winning a day bega, Logan de Ave. Logama need a kama. Tatanta Mashido, Baluamle, Pemame, Siam. Can I see the way? Don't cause her a balloon, she did. She didn't bother the Arrow shop with which she was. Can I see the way? Don't cause her a ship. Pibi, Piame, Logama Bama Timia Barkuma, Mashiu. Logama Barkuma Timio, Timia Kuba she did. Aragalo Yeshu put away. Yeshu could be Manayani Nangala Mabjamle, a same need on we. Therefore, Timia, Payama, she, Eddie Payazagaba Timia. Eddie Payana, Eddie Payazagaba Timia. Calling name Yajimiti Dole, Nazaga, delay me. That's no more. Eddie Subin, Bale, Eddie Subin. And then we join to the world, the Lord is can. No, Loga one meow, Payajuala, Eddie the Chin Lema. No, a bit do come aboard, Subin, Manau Shabby. Eddie Subin, John Tay, Eddie Subin bar. Kabauma, Pocket Subin, a pitch of Paulade, Subin. No, Mare, a picker, don't come a bean, I know, don't come aboard. Also, General, a pity, Alo Yeshua Wagrama. You do it. Sube, Manau Shadow. Aro, this Sube, when ye are they beg a ballets, no. General Bois at the Darema, Una de Jane, Doka see a Pimanje, all over the Judualis or Yeshu, Juduane. That's no more. Eddie Gabauma pocket Sube, Mama Yaduale. Yeshu la Wagrama, they can come, Yeshu a calm Yaguale. 3 times, no, Suye Trapu, some with a balocele, a big Canada, a tape mem hobo. Eddie Gabauma pocket Sumi up to Gomo Yago, Yeshu Gomo Yago. Then Yeshu got Sumi, Alon General Kayama, changing Amyangla, Akudo, Alon Yeshu La Wagrama, can be Dware. That now ma appeared to come aboard Sumia, now Shallow, Mayaro. Sumi now Shallow Mayaro, so a day beggar, Balelo, me. Loga Ima, Atashin Chima, Payada King of Yoyin, Yeshu good of Yao Yoyin, by Yoga Mampido. Patokama Lemachuno, Papiatana Malemadudo, Boya, Janamelu, Piojanamio, Lowam Hobo. Sube and now Shachingo, Macayaro Lupura, Sube and Loga in Baloni Male. She knew the Loga appear ten why. Now something Yokana Balogabine, appear ten why. Then Yokana appear ten the jaw, Eddie Pota do Kanaga, Mapona no, Taranang and Wizano, Mayao, Dajamuchano Balomle. The theatre Kanaga name Yiji Duama. That Terega winning at all, Payana game is another Taratuka channel. Piano Piaga Lucida pit. That was Subis with a Doka Cacadia, Balonio Male. She knew Mom. That was the King Sugar Pure, Sheon can you such up? A buying a Donza Doma. They know the Nago Ami Pui, Yin that change is a gago, now hope you'll be. They know the Loga night, Doka see a jingle. Macayaro Lupola, Kayame Lupola. Kayame. They are Logama, they do it by Shimle. Doka see a jay, she may own a DJ, she may yoga balomle, Kayame. Dodole, Masoying, Adi Logago, Army. Any Subin, Alonga Midwa, Susu can be on, I think can be Dwabi. Logago Army, Mingo Yoye, any Subia Mio Balolo Mayarole. Now Shallow, Mayaro. Tajamo, they are yoga lecho mama. A cacari lecho mala, Piana lecho mama. I may think that I am my Yeshu doja, Eddie Yariga, thing switch hello, Mayao, they'll sing that one, no shallow. Mayao, they'll say that you're down, Lolo. Mayao, Machona Mono, Macayana Mono, Kayani Donyale, Eri Kayane Doka, General Doka, Mahodo, General Lumio Wariswa, Arab Rapid. Eri the Chili name of Babulasano. Mingalagani Biore, Mingala, Topo on Balulale, Jualare, Mingalagani, Mingala, General Alo Agudu Danida. But here Agudu Dale. Ho anane A1 is Sinta Lido, Ami one name of Bridri Swazimame, Apishide. They are Bay Lumio, no Bay Badawe, Bay Echin de Alma, Machina, Diginega, Basuela Vida. Apisuela Vida. Agudu Lemaloa, the Kudu Lemaloa, Piajo Lemada, the Jana Lampa, Nichilema can get them up in Vida. Apidapin Vida. Eri Apidapin Ludiago, but Laupe Kauna go Lolo, Apicani, Lumio nice one, machine. Eri Terema Pala, Apio Tamala, Taina Royale, Loma Doda Mohari, Taina Royale, go ye a chin de Yane. Have a case in war, Madana, case in one, but the local is all, Yeshu could be a local. Eri Yeshu could be out, thing Yoye, they are. Mingala, they got in Lumia with a Papidole, Mingala Pidovi. John Goroa, Kauji Mingala, Suezagao, Dilunale. Kauji Minga.
ကောင်းကြီးမြင်္ဂလာဆိုတာကကျမ်းမာရင်ကောင်းကြီးမြင်္ဂလာချမ်းသာရင်ကောင်းကြီးမြင်္ဂလာဆင်းရဲအဲ့ဒါကောင်းကြီးမြင်္ဂလာမဟုတ်တော့ယောဂဖြစ်ရင်ကောင်းကြီးမြင်္ဂလာမဟုတ်တော့ကျွန်တော်အဲ့လိုနားလဲတာကျွန်တော်ခရိယန်တွေဒီလိုပဲချီးမွမ်းတတ်တယ်မလားဟာအိမ်အသေးရလို့ကျေးဇူးတော်ချီးမွမ်းဟာကားအသေးရလို့ကျေးဇူးတော်ချီးမွမ်းတယ်ကောင်းကြီးမြင်္ဂလာအလုပ်အသေးရလို့ကျေးဇူးတော်ချီးမွမ်းလာစာကောင်းလာစာဝင်ငွေအဆင်ပြေလို့ကျေးဇူးတော်ချီးမွမ်းတယ်အကျမ်းမာလို့ကျေးဇူးတော်ချီးမွမ်းတယ်တနေ့တာလုံးဘာမှယောဂမှမဖြစ်လို့ကျေးဇူးတော်ချီးမွမ်းတယ်မမားပါဘူးအဲ့ဒါယောဂမဖြစ်ရောမချီးမွမ်းတော့လားမကျမ်းမာရောမချီးမွမ်းအစင်မပြေရောမချီးမွမ်းတော့လားဟာအဲ့ဒါမေးခွန်းဖြစ်သွားငါကိုတော့ကျွန်တော်နားလေတာကောင်းကြီးမြင်္ဂလာဆိုဒီမှာကောင်းတဲ့အခြေအနေနဲ့တွဲနေတယ်လို့နားလေတယ်မဟုတ်ပါဘူးကောင်းကြီးမြင်္ဂလာဆိုတာကကောင်းမြတ်တဲ့ဖခင်နဲ့တွဲနေတာဖြစ်တယ်ကောင်းကြီးမြင်္ဂလာဆိုတာကောင်းတဲ့အခြေအနေနဲ့တွဲတာမဟုတ်ကောင်းမြတ်တဲ့ဖခင်နဲ့တွဲနေတာဖြစ်တယ်ဒါကြောင့်မို့ကောင်းမြတ်တဲ့ဖခင်သင်ရတတ်တာထဲမှာရှိနေရင်သင်ရယောဂဖြစ်လဲအဲ့ဒါမြင်္ဂလာပဲယောဂပျောက်လဲမြင်္ဂလာပဲယောဂနဲ့အဲ့ရထဲမှာနေရလဲသင်ရမြင်္ဂလာပဲဘာဖြစ်လို့လဲယောဂရှိခြင်းမရှိခြင်းအခြေအနေနဲ့သင်ရမဆိုင်တော့ဘယ်သူနဲ့ဆိုင်တာလဲယေရှုနဲ့ဆိုင်တာဖြစ်တယ်သင်ရချမ်းသာရင်လဲမြင်္ဂလာပဲဆင်းရဲလဲမြင်္ဂလာပဲဘယ်သူရှိနေရင်အဲ့ဒီကောင်းမြတ်တဲ့ဖခင်ရှိနေအဲ့ဒီကောင်းမြတ်တဲ့ဖခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ရင်မြင်္ဂလာဖြစ်တယ်သင်ရတောမှနေမြို့မှနေမြင်္ဂလာဖြစ်တယ်သင်ရပညာတတ်သည်ဖြစ်စေဘာပညာမှမတတ်သည်ဖြစ်စေမြင်္ဂလာရှိတယ်ဘယ်သူရှိသောကြောင့်ယေရှုရှိသောကြောင့်ဒါကြောင့်မို့နွားစကွက်ဆိုတာနွားတင်းကုန်းဆိုတာဘာမှမြင်္ဂလာမဒါပေမဲ့ခရစ်စမတ်ရောက်တိုင်းမှာအဲ့ဒီနွားတင်းကုန်းမပါလို့မရတကယ်ကိုတရိစ္ဆာန်တွေထားတဲ့နေရာကမြင်္ဂလာဖြစ်သွားဘယ်သူရှိလို့လဲယေရှုရှိလို့လက်ဝါးကတိုင်ဆိုတာဒါအတုပလက်ဝါးကတိုင်ဆိုတာဒါအမြင်္ဂလာဒါပေမဲ့ယေရှုလည်းသိခံအောင်အဲ့ဒီလက်ဝါးတိုင်းကတိုင်ကဘာဖြစ်သွားလဲမြင်္ဂလာဖြစ်သွားတယ်ကျွန်တော်အသင်းတော်မှာဒီလက်ဝါးကတိုင်မချိတ်ဆွဲလို့မရတော့ဒါကကျွန်တော်တို့ကဲ့တင်ခြင်းတရားဖြစ်သွားမြင်္ဂလာဖြစ်သွားအမြင်္ဂလာတွေအားလုံးကပြောင်းသွားလဲမြင်္ဂလာကိုပြောင်းသွားတယ်ငကိုတော့ကနေ့ရက်တွေရက်ရစာပြတ်သလားဘယ်နေ့မှလုံရင်အဆင်ပြေတယ်ဘယ်နေ့မှလုံရင်တော့အဆင်မပြေဘူးဘယ်နေ့မှခီးသွားရင်ကောင်းတယ်ဘယ်နေ့မှခီးမသွားရင်မကောင်းဘူးဘယ်နေ့မြင်္ဂလာဆောင်ကောင်းတယ်ဘယ်နေ့မြင်္ဂလာမဆောင်ရင်မကောင်းဘူးဘယ်နေ့တော့အိမ်တက်လောက်အောင်ဘယ်နေ့မလောက်အောင်ငကိုတော့ကဒီလိုရှိလိမ့်မယ်ဒါပေမဲ့သင်ယေရှုကိုယုံတဲ့ချိန်ကစပြီးတော့နေ့ရက်တိုင်းကအမြင်္ဂလာမရှိတော့နေ့ရက်တိုင်းကဘာပဲလဲမြင်္ဂလာကြီးပဲဤနေ့ရက်သည်ထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရွှင်လန်းကြအောင်အဲ့ဒီကျမ်းပိုက်ကိုသင်ဒီနေ့ဖတ်လဲဤနေ့ရက်ပဲနောက်နေ့ဖတ်လဲဤနေ့ရက်ပဲဒါကြောင့်နေ့တိုင်းကဘသူစီရင်သောနေ့ရက်ဘုရားသခင်စီရင်သောနေ့ရက်ဒါကြောင့်မို့ဘာလို့ဖို့လို့လဲဝမ်းမြောက်ရွှင်လန်းပါဒါကြောင့်ဝမ်းမြောက်ခြင်းဆိုတာအချိန်နေနဲ့မဆိုင်တော့ဘသူနဲ့ဆိုင်သွားလဲယေရှုနဲ့ဆိုင်သွားတာဒါကြောင့်ချစ်တော်စီတိုင်းကောင်းကြီးမြင်္ဂလာဆိုတာကကောင်းတဲ့အခြေအနေနဲ့ဆိုင်တာမဟုတ်ကောင်းမြတ်တဲ့ဖခင်နဲ့ဆိုင်တာဖြစ်တယ်အဲ့ဒီဖခင်ကိုရရင်သင်ကအချိန်တိုင်းမှာဝမ်းမြောက်နိုင်တယ်အချိန်တိုင်းအသင်တို့မြင်္ဂလာပဲဒါကြောင့်မို့အဲ့ဒီစူးပင်တွေကိုယေရှုကဖယ်ရှားပေးလိုက်တယ်နောက်အပြစ်ဒုက္ခမပေါ်စူးပင်မနှောက်ရှက်တော့ဘူးလောကကြီးမှာစူးပင်ရှိနေမှာဒါပေမဲ့သင်ကိုနှောက်ရှက်လို့မရတော့နောက်တစ်ခုအပေါ်မှာရေးထားတယ်ပင်ပန်းခြင်းပင်ပန်းစွာဝေဒနာခံပြီးတော့တာဖွားမယ်ပင်ပန်းစွာအလောက်လောက်ပြီးတော့အစာစားရမယ်အဲ့ဒီပင်ပန်းခြင်းကဘယ်သူစီရလာလဲဖျားပဲချိန်လိုက်တာလူကအပြစ်တင်သွားတဲ့ကြောင့်အဲ့ဒီချိန်ချင်းကိုခံရတယ်အဲ့ဒီပင်ပန်းခြင်းအားလုံးဘယ်သူခံသွားလဲယေရှုခံသွားတယ်ဒါကြောင့်မို့သခင်ယေရှုကမဿဲခန်းကြီး7အပိုက်ငယ်နဲ့28မှာဒီလိုပြန်ဖိတ်ခေါ်ပါတယ်ဝင်လေ၍ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလောငါသည်ဘာလုပ်မလဲချမ်းသာပေးမယ်မင်းပင်ပန်းနေလားလောကကြီးမှာတော့ပင်ပန်းခြင်းရှိနေမှာပဲဒါပေမဲ့ငါစီလာပါတဲ့ငါမျိုးဘာလုပ်မလဲချမ်းသာပေးမယ်အဲ့ဒီချမ်းသာဆိုတာစီးစိမ်ဥစ္စာပတ်စံပြောတာမဟုတ် I will give you rest မင်းအနာရသွားမယ်ငါစီလာလို့ရှိရင်မင်းအထဲထဲမှာငြိမ်သက်ခြင်းရသွားလိမ့်မယ်ဒါကိုပြောချင်တာဖြစ်တယ်ဒါကြောင့်မို့သင်ကဘာနဲ့ပဲစားအဲ့ဒီယေရှုကိုရပြီးတဲ့နောက်ပိုင်းမှာလေယေရှုရှိခြင်းကသင်ရဲ့ငြိမ်သက်ခြင်းလို့သင်သိယုံကြည်လိုက်ရင်သင်ဘဝသားဘာနဲ့စားပြဿနာမရှိတော့ဘာအင်ကြီးပဲဝေးရပြဿနာမရှိတော့ဘယ်လိုပဲနေရပြဿနာမရှိတော့ဒါပေမဲ့ယေရှုရှိခြင်းကပြည့်စုံခြင်းလို့မသိသေးသင်လိုနေဦးမှာဖြစ်တယ်သင်ရဲ့ဘဝသားမှာကားရှိလဲနောက်တစ်စီးလုံးနေဦးမှာတိုက်ရှိလဲနောက်တစ်ခုလုံးနေဦးမှာပဲဒါပေမဲ့ယေရှုရှိခြင်းကပြည့်စုံခြင်းလို့သင်သိရင်သင်ဘဝသားမှာစားစရာလို့လည်းဖျားပေးမှာပါဝတ်စရာလို့လည်းဖျားပေးမှာပါလိုအပ်တဲ့အရာတွေကိုဖျားဘာလုပ်မယ်လို့ပြောပြီးသားပေးမယ်လို့ပြောပြီးသားဒါပေမဲ့ယေရှုရှိခြင်းကသင်ရဲ့ပြည့်စုံခြင်းလို့သင်မသိသေး၍သင်ရဲ့အသက်တာထဲမှာလိုအပ်မှုနဲ့လောကကြီးမှာဘာလုပ်နေအောင်ပါအသက်ရှင်အောင်ဖြစ်တယ်ဒါကြောင့်ဝင်လေး၍ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေးမယ်အဲ့ဒီယေရှုခရစ်တော်ဘုရားပေးမယ်ချမ်းသာဘယ်လိုချမ်းသာလဲလောကစည်းစိမ်ချမ်းသာပြောတာမဟုတ်ငြိမ်သက်ခြင်းချမ်းသာပြောတာဘာချမ်းသာလဲငြိမ်သက်ခြင်းချမ်းသာအဲ့ဒီယေရှုကိုရရင်သင်ထဲမှာဘာလို့သွားမလဲငြိမ်သက်သွားဘာနဲ့ပဲစားငပိနဲ့ပဲစားဓမ္မောက်ပဲစားငပိနဲ့စားတယ်လို့ပြောလို့လေကျွန်တော်ဗာတရိယာလဲဆိုတော့
ကျွန်တော်တို့ပြည်ပနိုင်ငံရောက်တဲ့ခါမှာသူများတွေကကျွေးတာဗျအကောင်းစားတွေပဲကျွေးတာပေါင်မုတ်တွေအဲ့ဒီအကင်တွေပေါ့ဗျာပြီးတော့ hot pot ကြာလာတော့ဘာတန်းတာလဲသလားငပိစားခြင်းလိုက်တာနော်အဲ့ဒါအကောင်းဆုံးစားကြငပိပြန်တန်းရတာအဲ့ဒါမှကျွန်တော်ကရင်လူမျိုးတွေအိမ်ရောက်တဲ့ခါမှာလေဆရာတို့ဘာနဲ့စားမလဲဘာလုပ်ပြငပိရှိလားငပိပဲကျွေးစမ်းပါနော်ငပိနဲ့အမှတို့စရာနဲ့အဲ့ဒါမှစားမိန်လိုက်တာနော်တခါတည်းမှာအဲ့ဒီငပိစားခဲ့တော့ကိုကကောင်းကြီးလို့မသိဘူးဒီငပိမစားတဲ့အချိန်ရောက်တော့ဒါလေကောင်းကြီးပါပဲလားဒါကြောင့်မို့ကျွန်တော်ယုံကြည်သူကလေအချိန်နေနဲ့မဆိုင်တော့တာဗျကျွန်တော်ကအချိန်နေတစ်ခုကောင်းသွားရင်ကောင်းကြီးလို့ထင်တာ no အချိန်နေကောင်းတိုင်းကောင်းကြီးမို့အချိန်နေအစဉ်ပြေတိုင်းကောင်းကြီးမို့ယေရှုရှိခြင်းကသင်ရဲ့ကောင်းကြီးပဲကောင်းမြတ်တဲ့ဘုရားရှိခြင်းကသင်ရဲ့ကောင်းကြီးပဲသင်အဲ့ဒါကိုမသိသေးရင်သင်ကအချိန်နေအစဉ်ပြေမှချီးမွမ်းနိုင်လိမ့်မယ်ယောဂရှင်သင်ဒုက္ခဆင်းရဲခြင်းလို့ထင်နေပါပဲဒါကြောင့်မို့ကျွန်တော်တို့ကအမြင်္ဂလာဆိုတာမရှိတော့မြင်္ဂလာကြီးပဲမြင်္ဂလာကြီးပဲခရစ်တော်ကိုယုံတဲ့ခြင်းအစားသင်ဘဝတရမှာနေ့ရက်တိုင်းမြင်္ဂလာကြီးပဲအစင်မပြေမှုတွေရှိလဲမြင်္ဂလာပဲပြဿနာရှိလဲမြင်္ဂလာပဲဘာကြောင့်လဲအဲ့ဒီအမြင်္ဂလာအလုံးယေရှုပါလို့သွားပြီလေယူသွားပြီဒါကြောင့်ကျွန်တော်အချိန်နေနဲ့မဆိုင်တော့ဘယ်သူနဲ့ဆိုင်လဲယေရှုနဲ့ဆိုင်တာဖြစ်တယ်ဒါကြောင့်မို့စာတန်ကလှည့်စားတာလေကောင်းမကောင်းနဲ့လှည့်စားတာလေအေရင်ဥယျာဉ်လဲမှာအပင်တစ်ပင်ရှိတယ်တစ်ပင်ကအသက်ပင်တစ်ပင်ကကောင်းမကောင်းသိကျွမ်းရအပင်စာတန်ကလှည့်စားပြီးတော့အဲ့ဒီကောင်းမကောင်းသိကျွမ်းရအပင်အသီးကိုစားဖို့အတွက်နှိုးဆော်လိုက်လူကစားပြီးတဲ့နောက်ပိုင်းမှာဉာဏ်ပွင့်လင်းသွားတယ်မျက်စိပွင့်လင်းသွားတယ်ဘာအောင်သိသွားလဲကောင်းမကောင်းအောင်သိသွားတယ်ဒါကြောင့်မို့ကျွန်တော်ခရစ်ယာန်တွေကလည်းအဲ့ဒီအပါလာကျွန်တော်ဖခင်ကောင်းကြီးလို့ပြောလိုက်ကောင်းတဲ့အခြေအနေကိုပဲကောင်းကြီးလို့ပြောကြတယ်မကောင်းတဲ့အခြေအနေကိုကောင်းကြီးလို့ဘယ်သူမှမပြောကြဘူးဘယ်ပုံမှာပဲကောင်းမှုတည်နေလဲအဲ့ဒီစားလာတဲ့အသီးရဲ့အာနိသင်ကောင်းမကောင်းသိကျွမ်းရအပင်အသီး tree of knowledge လို့ခေါ်တယ်ဒါကြောင့်မို့ကောင်းတဲ့အခြေအနေကိုပဲကျွန်တော်ကလိုချင်တော့တယ်မကောင်းတဲ့အခြေအနေကိုမလိုချင်ဖခင်သခင်မဟုတ်ဘူးကောင်းတဲ့အခြေအနေရောမကောင်းတဲ့အခြေအနေရောငါမင်းနဲ့အတူရှိတယ်သင်မင်းရဲ့လောမှုတဲ့ဂျိုင်ဝမ်ထဲမှာမင်းနဲ့ငါအတူရှိတယ်စိတ်နဲ့သောကျစားရက်မှာမင်းနဲ့ငါအတူရှိတယ်23ခုမြောက်သောစာလံကိုဖတ်ကြည့်ပါအခြေအနေပြောင်းသွားတယ်ဒါပေမဲ့ငါမပြောင်းလဲဘူးနော်ယေရှုခရစ်သည်မနေ့ရက်နေ့နောင်ကာလမပြောင်းအဲ့ဒီမပြောင်းလဲတဲ့ဖခင်နဲ့အသက်ရှင်ရမယ့်စားကျွန်တော်ကဘယ်ဝဲစိတ်ဝင်သားလဲကောင်းမကောင်းပဲစိတ်ဝင်သားတယ်ဒါကြောင့်ခြေတော်စီတိုင်းကျွန်တော်ကကောင်းမကောင်းနဲ့အသက်ရှင်ရမယ့်သူမဟုတ်ကျွန်တော်တို့ကအခြေအနေနဲ့ဆိုင်တော်သူမဟုတ်ကျွန်တော်ကယေရှုနဲ့ဆိုင်တော်သူဖြစ်တယ်ဖခင်သခင်ကသင်ကိုကောင်းမကောင်းနဲ့အသက်မရှင်စေခြင်းဘူးဖခင်သခင်သူ့ရဲ့အသက်နဲ့အသက်ရှင်စေခြင်းလားဒါကြောင့်မို့အသက်ပင်ရဲ့အသီးကိုဘာလို့ပြောတာစားပါအဲ့ဒီအသက်ပင်ကယေရှုခရစ်တော်ပဲဒါကြောင့်မို့အဲ့ဒီအသက်ပင်ရဲ့အသီးကိုစားခွင့်မရတဲ့ချိန်မှာလူကထာဝရအသက်ကိုဆုံးရှုံးတော့မှာဒါကြောင့်မို့အဲ့ဒီအသက်ကိုထာဝရအသက်ကိုပြန်ရဖို့အတွက်ယေရှုကသင်အတွက်လက်ဝါးကလိုက်မှာအသေးခံပြီးသင်အထဲမှာလာရှင်အဲ့ဒီသင်အထဲမှာယေရှုရောက်တဲ့အခါမှာသားတော်ကိုရတော်သူသည်အသက်ကိုယာယီဘာအသက်လဲထာဝရအသက်ဖြစ်သွားအဲ့ဒီအသက်နဲ့ဖခင်ကသင်ကိုဘာလို့ဆွေးကျင်တာလဲရှင်စေခြင်းတာသင်္ခါရအသက်နဲ့မရှင်စေခြင်းဘူးထာဝရအသက်နဲ့ဖခင်ရဲ့အသက်နဲ့ဘာလို့ဆွေးကျင်တာလဲရှင်စေခြင်းနဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ကကောင်းမကောင်းတဲ့အသက်ရှင်ဖို့မဟုတ်အဲ့ဒီအသက်နဲ့ခရစ်တော်ရဲ့အသက်နဲ့ဘာလို့ဖို့လဲရှင်ဖို့ဖြစ်တယ်ဒါကြောင့်ခြေတော်စီတိုင်းအခြေအနေကောင်းကောင်းမကောင်းကောင်းကျွန်တော်တို့ကအမင်္ဂလာမဟုတ်တော့ကျွန်တော်တို့ကဘာကြီးပဲလဲမြင်္ဂလာကြီးပဲသင်မြင်တတ်မယ်ဆိုရင်သင်ရဲ့အသက်တာထဲမှာဖခင်သခင်အတူရှိခြင်းဒီငါတို့ပြည့်စုံခြင်းလို့သင်ဝန်ခံနိုင်မယ်ဆိုရင်သင်ရဲ့အသက်တာမှာယေရှုကိုယုံပြီးတော့ယေရှုကိုမျက်မှောက်ပြုပြီးတော့အသက်ရှင်တတ်မယ်ဆိုရင်ဘယ်အခြေအနေပဲကြုံကြုံသင်တို့အမင်္ဂလာမဟုတ်တော့သင်တို့ဘာကြီးပဲလဲမြင်္ဂလာကြီးပဲဒါကြောင့်မို့သခင်ယေရှုကပြောပါတယ်တခိုးသည်တဲ့ခိုးခြင်းတက်ခြင်းဖျက်ဆီးခြင်းကလောကကြီးကိုလာပါတယ်စာတန်ကဒီလောကကြီးကိုကြာလာတဲ့ခါမှာကောင်းငင်တမန်တွေလောကကြီးကိုကြာလာတဲ့ခါမှာခိုးမယ်တက်မယ်ဖျက်ဆီးပြမယ်သခင်ယေရှုကပြောတယ်ငါမူကားသိုးတို့ကိုအသက်လွတ်ယုံများမကအထူးသဖြင့်ဗာနဲ့ပြည့်စုံစေခြင်းကအသက်နဲ့ပြည့်စုံစေခြင်းကလာသည်ငကိုတော့အဲ့ဒီကျမ်းပိုက်ကိုအနက်ဖွင့်တဲ့ခါမှာကျွန်တော်ဆရာကြီးတရားဟောချက်တော်များလဲနားထောင်မှုလေကျွန်တော်လည်းအကျမ်းပိုက်ကိုပထမတော့ဒီလိုထင်တာသိုးတို့ကိုအသက်လွတ်ယုံများမကဆိုတော့ဘုရားသခင်ကလူတွေကိုငရဲမကြဖို့အတွက်တောင်မကဘူးအထူးသဖြင့်ဘာလို့ဆိုဖို့အသက်နဲ့ပြည့်စုံစေဖို့အသက်နဲ့ပြည့်စုံတယ်ဆိုတာကငရဲမကြရုံမဟုတ်ဘူးလောကမှာနေတဲ့ခါမှာလဲချမ်းချမ်းသာသာကြမ်းကြမ်းမာမာအောင်မြင်မြင်နော်လောကသားထက်ပို့ပြီးတော့ကောင်းတဲ့ကောင်းစီးနိုင်ဖို့လောကသားထက်ပိုကောင်းတဲ့အိမ်နေနိုင်ဖို့လောကသားထက်ပိုကောင်းတဲ့အင်ကြီးတွေဝတ်နိုင်ဖို့လောကသားထက်ပိုအောင်မြင်ဖို့အဲ့ဒီလိုမျိုးပြောတာလားလို့ထင်မိတယ်တကယ်တော့ကျမ်းစာအဲ့လိုမဟုတ်ပါဘူးသိုးတို့ကိုအသက်လွတ်ယုံများမကအထူးသဖြင့်ဗာနဲ့ပြည့်စုံစေခြင်းကအသက်နဲ့အဲ့ဒီအသက်နဲ့ပြည့်စုံခြင်းဆိုတာကသင်ရဲ့လောကမှာနေတဲ့နေ့ရက်တိုင်းမှာကျမ်းမာမယ်ချမ်းသာမယ်အောင်မြင်မယ်အဲ့ဒါပြောချင်တာမဟုတ်ဘူးအသက်နဲ့ပြည့်စုံတယ်ဆိုတာဘယ်သူအသက်နဲ့လဲဖခင်ရဲ့အသက်နဲ့ဘာလို့သွားလဲပြည့်စုံသွားတာအတိတ်ပဲပါလေအဲ့ဒီယေရှုခရစ်တော်ဘုရားရှိခြင်းကကျွန်တော်ကျမရဲ့ပြည့်စုံခြင်းလို့သိသွားတဲ့အထီကိုဖခင်ကဘာလို့စေချင်တာလဲသင်ကိုအသက်ရှင်စေချင်တာဖခင်အတူရှိခြင်းကငါရဲ့ဘာလို့ချင်းမဲ့လဲ
ပြေဆုံးခြင်းပဲအဲ့ဒီဖျားအတူရှိခြင်းကပြေဆုံးခြင်းလို့သင်မသိသေးဘူးဖျားတော့ရှိတာပဲဒါပေမဲ့ပတ်စံမှာမရှိတာအဲ့ဒီပတ်စံရှိခြင်းကသင်ရဲ့ပြေဆုံးခြင်းဆိုသင်ဘယ်တော့မှပြေဆုံးမှာမဟုတ်သင်လိုနေဦးမှာကျမ်းမာခြင်းကသင်သင်အမှလိုနေဦးမှာခန္ဓာရှိသေးဒုက္ခဆင်းရဲခြင်းတွေကဘာလို့နေဦးမှာရှိနေဦးမှာဒါမှမဟုတ်ခရစ်တော်ရဲ့ပြေဆုံးခြင်းကိုရတော့မှကျွန်တော်ဘုရားရပါသွားလဲပြေဆုံးသွားတာဖြစ်တယ်ဒါကြောင့်ဝင်လေ၍ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေးမယ်နောက်ဆက်ပြောရနော်သခင်ရှုကငါထံမှာနီးခံပါတဲ့ပြီးတော့ဘာပြောလဲငါတဘိုးကိုတင်၍ဝင်လေးနေပါလေဆိုမှယေရှုကဘာတင်မလဲအဲ့ဒီဝင်လေချားတယ်ပြီးရင်ငါတဘိုးကိုတင်နေဟာဒီကျမ်းမကြီးကဒီမှာဝင်လေးနေလို့ဟာဘာဝင်မှမရှိတော့ဘူးလောကီမှာနေတဲ့ခါမှာကျမ်းမှာချမ်းသာသာဘာယောဂမှလည်းမဖြစ်တော့ဘာပြဿနာမှလည်းမကြုံတော့ဟာဒီလိုမျိုးလားမဟုတ်ဘူးနော်ယေရှုဘာပြန်တင်လဲငါတဘိုးကိုတင်၍ထမ်းကြလောဒီမှာကျမ်းပိုက်ကမဆုံးသေးဘူးငါတဘိုးကိုတင်တယ်ငါတဘိုးသည်ထမ်းလွယ်တယ်ငါဝင်ဟာပေါ့တယ်မင်းတို့စိတ်နှလုံးတတ်တာခြင်းကိုရောက်မယ်ဒါကြောင့်လောကမှာနေတဲ့ခါမှာကိုယ်ဝင်ထုတ်တွေအတွက်ပဲကိုယ့်ရဲ့စာဝတ်နေရေးအတွက်ပဲအသက်မရှင်ပါနဲ့အဲ့ဒါတွေငါစီပေးလိုက်ပါယေရှုကဒါပေမဲ့ငါရဲ့တဘိုးပြောချင်တဲ့သဘောကဖခင်ရဲ့အလိုတော်အတိုင်းဖခင်သခင်ဖြစ်စေလိုတဲ့အတိုင်းမလုပ်ပါအသက်ရှင်ပါအဲ့ဒီငါတဘိုးငါဝင်မင်းထမ်းမယ်ဆိုရင်နဲ့ပေါ့ပါတယ်တဲ့ငါရဲ့နီလန်တိုင်းမလုပ်ပါအသက်ရှင်ပါကိုယ်နီလန်တိုင်းအသက်မရှင်ပါနဲ့ကိုယ့်ရဲ့ဆန္ဒတိုင်းဘဝကိုမမောင်းနေပါနဲ့ဖခင်ရဲ့ဆန္ဒတိုင်းမောင်းနေပါကိုယ့်အလိုတိုင်းနေ့ရက်တွေကိုမဖြတ်သန်းပါနဲ့ဖခင်အလိုတော်တိုင်းဖြတ်သန်းပါအဲ့ဒီလိုဆိုရင်သင်တို့စိတ်နှလုံးသည်သက်သာခြင်းကိုရမယ်သင်အတွင်းထဲမှာဘာဖြစ်မလဲငြိမ်သက်ခြင်းကိုရမှာဖြစ်တယ်ဒါကြောင့်ခြေတော်စီတိုင်းကျွန်တော်တို့ဘဝအသက်တာထဲမှာသခင်ရှုခရစ်တော်ဘုရားလောကကြီးကိုကြွလာတယ်ဆိုတဲ့ရက်ကကျွန်တော်တို့အမြင်္ဂလာဖြစ်နေတယ်ကျွန်တော်အားလုံးဘာဖြစ်စေဖို့လဲမြင်္ဂလာဖြစ်စေဖို့ဘာလို့အမြင်္ဂလာဖြစ်လဲအပြစ်ထဲမှာကြောက်တဲ့ကြောင့်ဖခင်နဲ့ကင်းကွာသောကြောင့်အမြင်္ဂလာဖြစ်နေတာဒါကြောင့်အဲ့ဒီအပြစ်ကိုဖခင်ကလောင်ဝါကတိုင်းမှာဖြေရှင်းပေးတယ်၃ရက်မြောက်သောနေ့မှာရှင်မြန်ထမြောက်တယ်သင်ရဲ့အတွင်းဝိညာဉ်ထဲမှာဖခင်လာနေတယ်ဒါကြောင့်ခရစ်စမတ်ဆိုတာ CHRIST Christ နဲ့ Mass ဆိုတဲ့လူထုနဲ့ပြန်လည်ပြီးတော့ပေါင်းစည်းခြင်းဖြစ်တယ်ဖခင်အသင်နဲ့အတူလာနေတာအဲ့ဒီဖခင်အတူလာနေတဲ့အချိန်ကစပြီးတော့သင်ကဘာရှိသွားလဲမြင်္ဂလာရှိသွားတယ်တောမှာနေမြို့မှာနေမြင်္ဂလာရှိတယ်ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေမြင်္ဂလာရှိတယ်ယောဂရှိသည်ဖြစ်စေယောဂမရှိသည်ဖြစ်စေသင်ကမြင်္ဂလာရှိတယ်ဘယ်စူးပင်ကမှသင်ကိုနှောက်ယှက်လို့မရတော့စူးပင်မရှိတာမဟုတ်တော့မကြုံရတာမဟုတ်တော့အဲ့ဒီຢာကကျွန်တော်တို့ကိုနှောက်ယှက်လို့မရတော့နောက်ဆုံးပုံကိုပြောမယ်သေခြင်းတရားကတော့မှအမြင်္ဂလာမဟုတ်တော့သေခြင်းဆိုတာလူတွေကအာတုပလို့ရှုမြင်ထားတာဒါပေမဲ့အဲ့ဒီသေခြင်းကတော့ကျွန်တော်တို့ဘာဖြစ်သွားလဲမြင်္ဂလာဖြစ်သွားတယ်တဖန်တုံကောင်းကင်ကအတန်ကတဲ့သခင်ဖျား၌သေလွန်သောသူတို့သည်မြင်္ဂလာရှိကြ၏ဘယ်သူ၌သေတဲ့သူလဲသခင်ဖျား၌သေသောသူအပြစ်တရား၌သေသောသူကတော့အမြင်္ဂလာပဲနော်အပင်ငဲသွားမှာဒါပေမဲ့သခင်ဖျား၌သေတဲ့ခါမှာယေရှုကိုယုံပြီးတော့သေတဲ့ခါမှာအဲ့ဒီလူကသေတာတော့မဖြစ်သွားလဲမြင်္ဂလာရှိသွားသေခြင်းသည်အောင်ခြင်း၌နေမြုပ်ပြီဒါသေခြင်းတရားတော့မြင်္ဂလာဖြစ်နေပြီဆိုတော့လောကမှာနေတဲ့အခါမှာယောဂဖြစ်လဲတဲ့ဟာမြင်္ဂလာရှိတယ်ဆင်းရဲလဲမြင်္ဂလာရှိတယ်ချမ်းသာလဲအဲ့ဒီအခြေအနေနဲ့မဆိုင်တော့ကောင်းခြင်းဆိုးခြင်းနဲ့မဆိုင်တော့ကောင်းမကောင်းသိကြွရအပင်အသီးရဲ့အကျိုးဆက်ကြောင့်ကျွန်တော်ကကောင်းခြင်းဆိုးခြင်းပေါ်မှာသွားရက်တည်တာကောင်းကြီးမြင်္ဂလာဆိုတာကောင်းတဲ့အခြေအနေပဲလို့သွားထင်တာ no မဟုတ်ပါဘူးကောင်းကြီးမြင်္ဂလာဆိုတာကဖခင်အတူရှိခြင်းပဲအဲ့ဒီဖခင်အတူရှိခြင်းကသင်ဘဝရဲ့ပြည့်ပြည့်စုံခြင်းလို့သင်သိတဲ့အချိန်ကသင်ဘဝအသက်တာဘာမှမလိုဘဲနဲ့သင်ကလွတ်မြောက်ခြင်းအစစ်မှန်ကိုခံစားမှာဖြစ်တယ်နောက်ဆုံးကျွန်တော်ကျမ်းပိုက်လေးတစ်ပိုက်နဲ့ညီကုန်းချုပ်ပါမယ်ဂလာတိဩဝါဒစာအခန်းကြီး3အပိုက်ငယ်73မှ14ဂလာတိဩဝါဒစာအခန်းကြီး3အပိုက်ငယ်73မှ14ထို့ကြောင့်ဖျားသခင်ရှိတော်၌ပြည့်ညတ်တရားအဖြစ်အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်နိုင်ဟုထင်ရှားလည်းရှိပြည့်ညတ်တရားအဖြစ်ကိုယ့်ရဲ့ကိုကျင့်တရားအဖြစ်ကိုယ့်ရဲ့ကြိုးစားကြင်ကြံမှုအဖြစ်ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုအဖြစ်ကိုယ့်ရဲ့လှုပ်ဆောင်မှုအဖြစ်ဖျားသခင်ရှေ့မှာတဲ့ဘယ်သူမှဖြောင့်မတ်ရာသို့ဒါကြောင့်လူလုံးလို့မရဘူးဖျားနှစ်သက်အောင်ဖျားရှေ့မှာဖြောင့်မတ်ဖို့အပြစ်ကင်းဖို့လူကလှုပ်လို့မရဘူးဆိုတော့ကျမ်းစာဖော်ပြတစ်တိုင်၌ဆွဲထားခြင်းခံရသောသူတိုင်းကျင့်ခြင်းကိုခံရသောသူဖြစ်သည်ဟုကျမ်းစာလာသည်နှင့်အညီတစ်တိုင်ဆိုတဲ့လက်ဝါးကတိုင်မှာအရိုက်နှက်အသက်ခံရတဲ့သူဟာတဲ့ဘာခံရသောသူလဲကျင့်ခြင်းကိုခံရသောသူဖြစ်သည်ဟုကျမ်းစာလာသည်နှင့်အညီတဲ့ခရစ်တော်သည်ငါတို့အတွက်ကြောင့်ကျင့်ခြင်းကိုခံရသောသူဖြစ်၍ယေရှုခရစ်တော်ဘုရားကတဲ့ကျွန်တော်လူသားအားလုံးရဲ့အတွက်ကြောင့်ဘာခံလဲကျင့်ခြင်းကိုခံတယ်အဲ့ဒီလက်ဝါးကတိုင်မှာအသိခံတယ်ဆိုတော့ယေရှုကကျွန်တော်တို့ရဲ့ကျင့်ခြင်းအမြင်ကလာအားလုံးသူဘာလို့သွားလဲယူသွားတယ်သင်ရဲ့အသက်တာအမြင်ကလာနဲ့ဘာရစေဖို့မြင်ကလာရစေဖို့သင်ရဲ့ကျင့်ခြင်းအမြင်ကလာအကုသိုလ်အားလုံးဘယ်သူယူသွားလဲယေရှုယူသွားတယ်ငါတို့ကိုပြည့်ညတ်တရားကြီးကျင့်ခြင်းမှာရွေးနှုတ်တော်မူပြီကျွန်တော်တို့ဘုရားသခင်ဘာလုပ်လိုက်လဲကျွန်တော်တို့ကြိုးစားလုပ်တယ်လုပ်လေ
ကုသိုလ်တပည့်ငရေတပည့်လှုပ်လေလေအကုသိုလ်များလေလေဒါကြောင့်မလှုပ်နိုင်တဲ့လူသားကိုဘုရားသခင်ကလာပြီးတော့လမ်းညွှန်တာမဟုတ်ဘူးလောကယုတ်လာပြီးတော့လှုပ်ပေးတာဖြစ်တယ်သင်နဲ့ကျွန်တော်အပြစ်တော်လာဝါကတိုင်းမှာအသိခံပြီးအဲ့ကျင့်ချင်းအမြင်ကလာအားလုံးအဲ့ဒီစူးပင်ကောင်းမှစူးတရက်ပူဆောင်းပြီးတော့နှောက်ရှက်တဲ့ဟာတွေအားလုံးယေရှုဘာလို့ပြောလဲယူသွားတယ်ဒါယေရှုကိုယုံရင်သင်ဟာအမြင်ကလာနဲ့မဆိုင်တော့ဘာနဲ့ပဲဆိုင်လဲမြင်ကလာနဲ့ပဲဆိုင်တယ်မြင်ကလာနဲ့ဆိုင်တယ်ဆိုတဲ့အခါမှာကောင်းတဲ့အခြေအနေနဲ့ပဲဆိုင်တယ်လို့ပြောတာမဟုတ်တော့ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေစိတ်လန်းသောကြက်စားအရက်မှာရောက်သည်ဖြစ်စေသေမင်းရိပ်လွှမ်းမှုတဲ့ကြိုင်ဝမ်းထဲမှာရောက်သည်ဖြစ်စေဘသူအတူရှိနေခြင်းကိုတော်သည်ကျွန်ုပ်နဲ့အတူရှိတော်မူအဲ့ဒီဖခင်အတူရှိနေခြင်းဟာသင်ရဲ့ကောင်းကြီးမြင်ကလာပဲလို့ဖော်ပြနေခြင်းဖြစ်ပါတယ်နောက်ထပ်ကျမ်းပိုက်တစ်ပိုက်ကိုဖတ်မှအဲ့ဒီအရာကိုကျွန်တော်ပြည့်စုံစွာနားလည်14မှာဗာပြောလေအကြောင်းမူကားအာဗြဟံခံရသောကောင်းကြီးမြင်ကလာသည်ယေရှုခရစ်အားဖြင့်တပါးမျိုးသားတို့၌တက်ရောက်သည်ဖြစ်၍အာဗြဟံဘိုးဘေးကြီးအာဗြဟံခံရတဲ့ကောင်းကြီးမြင်ကလာကတဲ့ကျွန်တော်တို့တပါးမျိုးသားတွေစီမှာတက်ရောက်လာတယ်တဲ့ကျွန်တော်ကဂျူးလူမျိုးမဟုတ်ပါဘူးဒါပေမဲ့ယေရှုကိုယုံတဲ့အခါမှာယေရှုခရစ်အားဖြင့်တပါးမျိုးသားတို့ပေါ်မှာဘာလို့လာလဲတက်ရောက်လာတယ်ဒါကြောင့်မို့သင်နဲ့ကျွန်တော်ဒီဘာခံရသောသူဖြစ်သွားလဲယေရှုကိုယုံတဲ့အခါမှာကောင်းကြီးခံသောသူဖြစ်သွားယေရှုကိုယုံတဲ့အခါမှာကျွန်တော်ကကြိမ်ချင်းနဲ့မဆိုင်တော့ဘာနဲ့ဆိုင်လဲကောင်းကြီးနဲ့ဆိုင်သောသူဖြစ်သွားအဲ့ဒီကောင်းကြီးမြင်ကလာဆိုတော့ကောင်းတဲ့အခြေအနေကိုပြောတာမဟုတ်ပါဘူးကောင်းကြီးမြင်ကလာဆိုတော့ကောင်းမြတ်တဲ့ဘုရားအတူရှိခြင်းကိုပြောတာဖြစ်တယ်အကြောင်းမူကားအာဗြဟံခံရသောကောင်းကြီးမြင်ကလာသည်ယေရှုခရစ်အားဖြင့်တပါးမျိုးသားတို့ပေါ်မှာတက်ရောက်သည်ဖြစ်၍နောက်ဆုံးတစ်ကြောင်းလေးရမ်းရေးကြည့်တယ်ငါတို့သည်ဂတိတော်နှင့်ရှင်သောဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့်ခံရကြမည်အကြောင်းဒီတစ်ကြောင်းလေးကိုတော်တော်များအသိမပြောပြဘူး။အော်အာဗြဟံကောင်းကြီးကငါတို့ပေါ်မှာတက်ရောက်လာတယ်။ဒီလောက်ပဲပြောပြတယ်။ဒါပေမဲ့အဲ့ဒီကောင်းကြီးကဘာလဲ။ရွှေတွေငွေတွေစီးစိမ်ဥစ္စာတွေအောင်မြင်ခြင်းတွေလောကမှာနေတဲ့ခါမှာဘာယောဂမှာမဖြစ်တော့တဲ့ကောင်းကြီးလား။အဲ့ဒီကောင်းကြီးကဘာလဲလို့မေးခွန်းမေးတဲ့ခါမှာအောက်မှာဆက်ရေးထားတယ်။ငါတို့သည်ဂတိတော်နှင့်ရှင်သောဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့်ခံရကြမည်အကြောင်းလေးအဲ့ဒီကောင်းကြီးမင်္ဂလာပါလေ။တန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်။တနည်းအားဖြင့်ဖျားအတုရှိခြင်းဖြစ်တယ်လို့ကျမ်းစာကဖော်ပြတယ်အာဗြဟံခံရသောကောင်းကြီးမြင်လာကျွန်တော်တို့ဘုံမှာတက်ရောက်မယ်လို့ပြောတဲ့အခါမှာအဲ့ဒီကောင်းကြီးကဘာလဲလို့မေးရင်အဲ့ဒီကောင်းကြီးကဖျားကိုယ်တိုင်ပဲဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကိုဖျားသခင်ကလေဘာကိုရစေချင်တာလဲသူ့ကိုရစေချင်တာ။ဒါမှမဟုတ်ကျွန်တော်အမြဲတမ်းဒီအောင်လေးကိုဆင်ခြင်မိတယ်။ကောင်းကင်တမန်တွေကတိုးရင်းကိုသွားပြောတယ်။တိုးရင်းတွေမင်းတို့အတွက်ကယ်တင်ရှင်မွေးဖွားမယ်။တိုးရင်းတွေကဝမ်းမြောက်ဝမ်းသာဆိုတာလာကြည့်။တိုးရင်းတွေပြန်သွားတယ်။ဘာရသွားလဲ။တိုးရင်းတွေဘာမှမရတော့ပါဘူးလောကရဘာမှမရတော့ဒါပေမဲ့ဘာရသွားတာဖျားရသွားဖျားရအော်ဝမ်းမြောက်သွားတယ်သူတို့ဘာလို့သွားလဲဘဝကိုကျဉ်တတ်ပြီးပြန်သွားတယ်တိုးရင်းတွေကသူများတိုးတွေကိုထိန်းရတာသူတို့တိုးတွေပိုင်သွားတယ်သူတို့ချမ်းသာမဟုတ်ဘူးဒီယေရှုကိုလာတွေ့တဲ့အခါမှာသူတို့ဘာရသွားလဲဖျားရသွားကယ်တင်ရှင်မေရှိကငါတို့တို့မွေးဖွားပြီးဒါကိုရပြီးတော့ယုံကြည်ပြီးပေါက်သွားလဲပြန်သွားတယ်အရှိပြေရလာတဲ့မာကုပညာရှိတွေဟောမိုင်မောင်းများစွာဝေးကွာတဲ့နေရာကနေတကူးတကအပင်ပန်းဆင်းရဲခံပြီးတော့ဖြတ်တန်းပြီးတော့ငကောလို့ခီးသွားလာတာလွယ်တဲ့ကိစ္စမဟုတ်ဒါပေမဲ့ဒီလောက်မိုင်မောင်းများစွာဖြတ်တန်းပြီးတော့နန်းတော်ရောက်လာတယ်ယေရှုခရစ်တော်မွေးဖွားမယ်ကယ်တင်ရှင်မင်းလောင်းမွေးဖွားမယ်လာပြောအဲ့ဒီမင်းလောင်းတာမှန်မဟုတ်လူတွေကိုကယ်မဲ့ဖျားဖြစ်ဟေရိုမင်းကသိပါတယ်ဟေရိုမင်းကဘာပြောလဲဆိုတော့ကျမ်းပြုတ်ဆရာတွေခေါ်လိုက်တော့ဗတ်လင်မြို့မှာမွေးဖွားမယ်မင်းတို့တွေ့ငါ့ကိုပြန်လာပြောတယ်ငါလည်းဖူးတွေးအောင်တကယ်တော့ဟေရိုကဖူးတွေးချင်တာမဟုတ်သူကတတ်ချင်တာဟောသူ့နေရာယူမဲ့သူ့အာနာကိုသူကမစွန့်လွတ်နိုင်အဲ့ဒီကောင်မှာမာကုပညာရှိတွေကသွားကြည့်တဲ့ခါမှာသူငယ်ကိုတွေ့တဲ့ခါမှာသူတို့မှာပါလာတဲ့ရွှေတွေလောဘန်တွေမှုရန်တွေနဲ့သူတို့ပူဆိုတယ်မာကုပညာရှိ၃ပါးလို့တော့ကျမ်းစာထဲမှာမရေးထားဘူးဒါပေမဲ့လက်ဆောင်၃မျိုးဖြစ်တော့၃ပါးလို့ကျွန်တော်အလွယ်တကူသုံးလိုက်တော့အဲ့တော့ဒီဟာနဲ့ပူဇော်ပြီးတော့တခြားသောလမ်းနဲ့သူတို့ပြန်သွားတာဟာကျွန်တော်မေးချင်တယ်မာကုပညာရှိတွေဘာရသွားလဲရွှေလည်းမရသွားငွေလည်းမရသွားဘာအောင်မြင်ခြင်းမှလည်းရသွားတာမဟုတ်သူတို့ဘာရသွားလဲမရတဲ့ပြင်သူတို့စီမှာပါလာသူတို့ကရဖို့လာတာမဟုတ်သူတို့စီမှာပါတဲ့ရွှေတွေနဲ့တော့ဘာလို့လာလဲပူဇော်တာယေရှုကိုသူတို့ရှာတာရွှေမဟုတ်ငွေမဟုတ်လောကရရှာတာမဟုတ်သူတို့ဖျားရှာတာဒါကြောင့်ဖျားရပြီးဘာလို့သွားလဲပြန်သွားဒီနေ့ချင်းတော့တင်လောကမှာဘာရှာနေတာလဲဒီနေ့ဖျားသခင်ကိုနေ့စဉ်ရှာဖွေပြီးတော့အသက်ရှင်တော်သူများဖြစ်ပါတယ်အဲ့ဒီဖျားရှိခြင်းကသင်ရဲ့ကောင်းကြီးမြင်္ဂလာပဲဒါကြောင့်ကောင်းကြီးမြင်္ဂလာဆိုတော့ကကျမ်းမာမှာချမ်းသာမှာအောင်မြင်မှာကောင်းကြီးမြင်္ဂလာမဟုတ်စင်းရဲရင်လည်းအဲ့ဒါအကောင်းကြီးမြင်္ဂလာမရှိတာမဟုတ်ကောင်းကြီးမြင်္ဂလာဆိုတော့ကဖျားအတူရှိခြင်းကသင်ရဲ့ပါပဲလေကောင်းကြီးမြင်္ဂလာအဲ့ဒီဖျားအတူရှိခြင်းကသင်ရဲ့ပြည့်စုံခြင်းပဲဒါကြောင့်မို့သင်ဟာဖျားငါနဲ့အတူရှိတယ်အဲ့ဒါငါရဲ့ကောင်းကြီးမြင်္ဂလာပဲလို့သင်သိပြီးတော့အသက်ရှင်တတ်မယ်ဆိုရင်ဖျားသခင်အတူရှိခြင်းကငါရဲ့ပြည့်စုံခြင်းပဲလို့သင်ဟာအသက်ရှင်တတ်မယ်ဆိုရင်နေ့ရက်တိုင်းက
ဟာလေလုယာပဲနေ့ရက်တိုင်းကဝမ်းမြောက်စွာနဲ့သင်ကအသက်ရှင်နိုင်မှာဖြစ်တယ်ဘာနဲ့ပဲစားဘာနဲ့ပဲဝေးရဘလို့အခြေအနေပါပဲမဆိုဖခင်အတူရှိခြင်းကသင်ရဲ့ပြည့်စုံခြင်းလို့သင်သိပြီးတော့ငါကောင်းကြီးမြင်ကြလားပဲစိန်လန်းသောချက်စားရရှိလေတိုးရင်းကြီးရှိလေသေမင်းရိပ်မှာလည်းတိုးရင်းကြီးရှိတယ်ငါတို့ကောင်းကြီးမြင်ကြလားပဲဂျေဇုနဲ့ဂိယူနာကိုငါတစ်သက်လုံးခံစားရပြီးတော့တမလွန်မှာလည်းထာတော်ဖခင်အိမ်တော်မှာအရှင်မြင်နေရမယ်လို့သင်ကဝန်ခံပြီးတော့နေ့ရက်စဉ်တိုင်းမှာဝမ်းမြောက်စွာနဲ့ဖခင်အတူရှိခြင်းကကောင်းကြီးပဲဆိုပြီးတော့သင်ကသိမှတ်ပြီးတော့ဖြတ်သန်းနိုင်မယ်ဆိုရင်တော့သင်ရဲ့နေ့ရက်တိုင်းကလှပနေပြီးတော့ဖခင်သခင်နှစ်သက်တော်အသက်တာနဲ့အသက်ရှင်နိုင်မယ်ဆိုတဲ့အကြောင်းဝေငှပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေအာမင်